여러분 안녕하세요. 디니마로 topic 2 reading의 number 28ကနေ 31 အတွင်းမှာလာတတ်တဲ့မိကုန်းပုံစံလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။အတူတူဖတ်ကြည့်မယ်နော် 백화점 커피숍의 의자는 꽁다이가 커피사인의 탈몽이가 대부분 야도 앞인 딱딱한 나무로 마절의 뜻 안에 되어 있다. 뚜렷하래. 그래서 꽁다이 마시의 커피사인의 탈몽이야 맘마이네 보노. 이것은 디로묘 뚜로야지가 백화점에서 꽁다이마 매출 소라가 야오 묘라봐. 야오모고 올리다 힌트네 비위해서 가자. 야오민띠모 어두아 전략 중 하나이다. 리뷰하뒤 중 태가 하나 딱고ဖြစ်ပါတယ် ဒီလိုမျိုး ထိုင်ကုန်အမာကြီးတွေလောက်ထားရတာကကုန်တိုက်ရဲ့အယောင်မြင့်တင်တဲ့ review ဟာကြီးတွေကတစ်ခုဖြစ်ပါတယ် 백화점 커피숍은 꽁다이가 커피 사인이다. 드나드는 웬라이ထွက်来 사람이 많은 곳이기 때문에 웬라이ထွက်来 လူတွေများတဲ့ နေရာဖြစ်တဲ့အတွက် 손님이 애대가 거기서 에리 네야마 사베 네야마네 커피 사이마လို့ပြောနော် 꽁다이가 커피 사이마 오래 머무르면 오래사가 알론론 자의 အချိန်မျိုး 오래 လို့သုံးတာပါဥပမာကြက်သားနဲ့ပြားရည်နဲ့ပေါင်းတဲ့ဟင်းကိုချက်မယ်ဒါဆိုရင်အဲ့ဟင်းကိုချက်ရတာ 오래 거려요 အချိန်အကြာကြီးကြာတယ်အဲ့ဒါမျိုးပေါ့နော်အကြာကြီးကို 오래 လို့ပြောတာပါ머무르다ဆိုတာကအဲ့မှာနေတယ်ပေါ့နော်တက်ခုကန်နေပါတဲတယ်ဆိုရင်လည်း 머무르다 လို့သုံးလို့ရပါတယ်ဒါအဲ့ coffee ဆိုင်မှာပဲအကြာကြီးနေမယ်ဆိုရင် 불라나다ဆိုတာအကြက်ရိုက်တယ်လို့ပြောတာ 불라나다 ဘယ်လိုမျိုးလဲဆိုရင်မီဒီယာတစ်ခုက interview လုပ်တယ်ကိုရဲ့ personal အကြောင်းတွေလာမေးနေအဲ့ဒါဆိုရင်အဲ့လိုမေးခွန်းတွေပဲမေးနေမယ်ဆိုရင်တော့ပြန်ဖြေဖို့က 불라네ရောအခက်တွေ့တယ်အကြက်ရိုက်တယ်ဒီလိုမျိုး 불라나다 ဆိုတာအဲ့ဒီအတိတ်ပဲပါအကြက်ရိုက်တယ်ဆိုတာဘယ်သူအတွက်အကြက်ရိုက်တာလဲဆိုတော့ 백화점အတွက်ပေါ့နော်သူတို့စီမှာပစ္စည်းတွေမွေးပဲအဲ့မှာပဲထိုင်နေလို့လေ백화점 입장에서는 꽁다의 슈다운간이 입장ဆိုတာအဲ့လို 슈다운 လိုပုံစံမျိုးပေါ့နော်제 입장에는အဲ့ဒါတိတ်အဆင်မပြေဘူးအဲ့လိုမျိုး 입장 ကိုပြောတာပါ 입장이 နောက်ထပ်အတိတ်ပဲဝင်ပေါက်ဆိုတဲ့အတိတ်ပဲလေးရှိရနော်အဲ့တော့ 백화점 ဘက်ကနေကြည့်မယ်ဆိုရင် 꽁다이 ဘက်ကနေကြည့်မယ်ဆိုရင် 고객이 고객ဆိုတာကဧည့်သည်ပဲပေါ့နော်သူကလည်းဒီ customer ပဲပြောတော့ပေါ့စူးညင်းနဲ့နည်းနည်းမတူဘူးပေါ့နော်စူးညင်းကကြတော့ဘယ်လိုပြောရလဲနည်းနည်းချွေးတဲ့ခံစားချက်မျိုးပေါက်တယ်ဧည့်သည်အဲ့လို visitor လို့ပုံစံမျိုးကိုယ်ကိုလာတဲ့ဧည့်သည် coffee ဆိုင်ကိုမုန့်ဆိုင်ကိုလာတဲ့ဧည့်သည်ကိုကက်ကကြတော့နည်းနည်းစီးပွားရေးဆန်တဲ့စကားလုံးမျိုးပေါ့နော်client တို့ဘာလို့အဲ့လိုအဓိပ္ပာယ်မျိုးအဲ့ customer service လို့သုံးမယ်ဆိုရင်လည်းအမတို့က 손님 center လို့မသုံးဘဲနဲ့ 고객 center လို့သုံးတယ်နော်ကိုကက်နဲ့ 손님 နဲ့နည်းနည်းလေးခန်းစားချက်ချင်းကွာနှစ်ယောက်လုံးကတော့ customer တွေပဲကိုကက်ကကြတော့အဲ့လိုမျိုးစီးပွားရေးဆန်ဆန်ပုံစံမျိုးလေးပြောလိုက်တာ 손님 ကတော့နည်းနည်းထွေးထွေးပုံစံမျိုးလေးနဲ့ပေါ့နော်ကိုယ့်အိမ်ကိုလာတဲ့ဧည့်သည်ကိုလည်း 손님 လို့ပဲခေါ်တယ်နော်ကိုယ့်အိမ်ကိုလာတဲ့ဧည့်သည်ကိုတော့ 고객 လို့မခေါ်ဘူးနော်여러분 커피숍에서 꼴렛 때 백화점에서 물건을 사게 하는 것이 꽁다이마 삐시 야운의 애야가 더 중요하기 때문에 오히려 이해지의အတွက် 의자를 딱딱하게 만드는 것이다. 한국이 고래 마저အောင်လုပ်ထားတာဖြစ်ပါတယ်တဲ့အဲ့တော့သူက coffee ဆိုင်မှာဒါမျိုးကြီးလုပ်နေတာထက်ကုန်တိုက်မှာပစ္စည်းရောင်းရမယ့်ဟာပို့ပြီးအရေးကြီးတဲ့အတွက်ကုန်တိုက်က coffee ဆိုင်တွေမှာရှိတဲ့ထိုင်ကုန်တွေမအောင်လုပ်ထားတာပါတဲ့နော်သူပြောချင်တာကကုန်တိုက်တွေမှာ coffee ဆိုင်တွေရှိတယ်အဲ့ coffee ဆိုင်တွေကလူအဝင်ထွက်အများကြီးနေရာဖြစ်တယ်ဒါကြောင့်မို့လို့အဲ့ဒီနေရာတွေမှာလူတွေကအကြာကြီးပဲထိုင်နေကြမယ်ဆိုရင် 백화점 နဲ့ကုန်တိုက်ထဲကိုဝင်ပြီးတော့ပစ္စည်းပိုင်းမဝယ်ဖြစ်ကြတော့အဲ့ကြရင် 백화점 ဘက်ကနေကြည့်မယ်ဆိုရင်လာနေရောအကျက်ရိုက်တယ်ဒါကြောင့်မို့လို့သူတို့မြန်ကြမထိုင်နိုင်အောင်လို့ customer ကြမထိုင်နိုင်အောင်လို့ထိုင်ကုန်ကြီးကိုမအောင်လုပ်ထားတာဖြစ်ပါတယ်တဲ့အဲ့တော့ဒီ quality ထဲမှာပါထည့်မလဲနံပါတ်1 오래 앉아 있는 것보다 coffee ဆိုင်မှာအကြာကြီးထိုင်နေတာချက်ကုန်တိုက်ကပစ္စည်းတွေရောင်းဖို့ပိုရေးကြီးတာလား처 불편함을 느끼는 것보다 따뜻하다မရှိမှုကိုခံစားရမှာထက်ပစ္စည်းဝယ်ဖို့ပိုရေးကြီးရလား 사람들과 만나는 것보다 누리네တွေ့ဖို့ထက် 사야 할 물건을 고민하는 것보다 외야매 삐시고 부배니야라 ချက် ကုန်တိုင်းမှာဝယ်ရတာပိုရေးကြည့်ရတာဘာဖြစ်မှလဲရောပေါ့ဖြေလေးရရှင်းရှင်းလေးပဲနံပါတ်1ဖြစ်မှာပေါ့နော် coffee ဆိုင်မှာအကြာကြီးထိုင်နေမှာထက်ကုန်တိုက်ကပစ္စည်းတွေဝယ်ဖို့ကပို့ပြီးတော့အရေးကြီးတဲ့အတွက်ထိုင်ကုန်တွေကိုမာကြောအောင်လုပ်ထားရခြင်းဖြစ်ပါတယ်